ဝင်းနေပြီးကြတဲ့ကာရှင်တင်မှုစဉ်းစားနေတဲ့ post ပါဝင်းနေပြီးရနေဖြစ်မယ်တဲ့ coloration နဲ့ပုံလေးတစ်ပုံတွေ့လိုက်တာအဲ့ပုံလေးကိုတော်တော်လေးကြိုက်တယ်ဒီတိုင်းပေါ့နော် post လေးတင်ရင်းနဲ့အားချောင်းရင်းနဲ့ပေါ့ကွယ် post လေးကိုတင်မယ်ဆိုစဉ်းစားထားလို့ဒီဟာကို post လုပ်ချင်ဖြစ်ပါတယ်အမေကတခါပြောဘူးတယ်လူတယောက်ကိုမင်းဆုံးရှုံးသွားပြီမဲ့မင်းကိုမင်းပြန်ရှာတွေ့ရဆိုရင်တဲ့ဒီဇယ်လည်းမမင်းနိုင်နဲ့တဲ့ဆိုတော့ပြီးတော့ပထမဆုံးပြောချင်တာကတော့ပတ်သက်ခဲ့တဲ့မြex ပေါင်းသူတော်ကောင်းတွေကိုကျေးဇူးတင်ချင်တာပေါ့နော်ဘာလဲဆိုအမြဲတမ်းကိုနိုင်အောင်လို့ပေါ့ကွယ်အမြဲတမ်းဆုံးရှုံးအောင်လုပ်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ချင်တာပါကိုလည်းအရင်ကြီးဂျင်းနေတဲ့ပေါ့ကွယ်ဘာလဲဆိုခုံစားတာပေါ့နော်ခုံယူရဆို stage ကကြတော့တော့တခုခုကိုreward ရတဲ့ခါမျိုးဆိုခုံယူတာပေါ့ဒါပေမဲ့ကိုယ်စိတ်ကကြတော့အမြဲတမ်းကြီး move on နေရဒါဆိုတော့ခဏဖြစ်လာတဲ့အချိန်ကျခုံယူရ stage ကိုချိုးပြီးခုံစားတဲ့ stage ကိုရောက်သွားတာဆိုတော့ကိုလည်းခုံစားပြီးတော့မှတင်တဲ့ post ဖြစ်ပါတယ်ဘာလို့လဲဆိုတော့မြဲတမ်း heal လုပ်လိုက် mood on လုပ်လိုက်ဆုံးရှုံးသွားလိုက်ပြီးတော့ကိုပြန်ရှာလိုက်ကိုအနိုင်ရအောင်ပြန်လုပ်လိုက်နေဆိုတော့အမြဲတမ်းနိုင်နေခဲ့တဲ့ winner mind ပေါ့နော်ဆိုတော့ဘာဒီ post ကိုတွေ့တဲ့အချိန်မှာအမြဲတမ်းဒီဆုံးရှုံးသွားတဲ့ຢာတွေအကုန်လုံးကိုအမြဲတမ်းပြန်ရှာတွေ့နေခဲ့တဲ့အတွက်ကိုချင်းနေပြောမှတင်တဲ့ post ပါစာသားလေးကိုကြိုက်လို့လည်းပါတော့ပေါ့နော်အဲ့တော့ကိုချစ်ခဲ့တဲ့လူတွေကိုချစ်ခဲ့တဲ့လူတွေကနေမှပြီးရတန်ရတယ်အများကြီး heal လုပ်ခဲ့ရတယ်အများကြီးရင်းချလာခဲ့တယ်ပြီးတော့အများကြီးတော်တော်များများတော့အဆင်ပြေအောင်လို့ကြိုးစားနိုင်ခဲ့တယ်သူတို့တွေကကိုပေါ့နော်ဒါမျိုးလေးတွေဆုံးရှုံးလုပ်ခဲ့ပြီဆိုလို့ရှိရင် quality stage မှာဒီလိုပုံစံမျိုးနဲ့ပေါ့ကွယ်နေနိုင်မှာမဟုတ်ဘူးလေနော်အဲ့တော့ post ချိုင်လို့တင်ခြင်းဖြစ်ပါတယ်ပြီးတော့အကုန်လုံးကျေးဇူးတင်နေဆိုတာလေအမှန်တရားပါ That's all